ဒီကနေ့နေ့လည်ခင်းပိုင်းစီစဉ်မှာတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်တိုက်ပွဲများမှာအကြမ်းဖက်စစ်ကောင်စီတပ်အလူးလဲအထိနာလုံးလို့ကိုယ်တိုင်လွတ်တင်တဲ့ drone တွေနဲ့ကိုလူကိုချင်းချင်းမှားယွင်းပြန်လည်တိုက်ခိုက်မိတဲ့အထိစစ်ရေးရန်တရားလုံးဝပြိုဆင်းနေတဲ့တဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ချွင်းချက်မရှိလွတ်မြောက်ရေးအတွက်ပြင်သစ်သမ္မတကိုယ်တိုင်အထူးအာမခံကတိပြုပြောဆိုလိုက်တဲ့တဲ့ပြည်တွင်းမှာအကြမ်းဖက်ဆရာနာရှင်ရဲ့အလွယ်လွယ်အချော်ချော်စီးပွားရေးပိတ်ဆို့ကန့်သတ်မှုတွေကြောင့်အခြေခံစောင်းစီဈေးနှုန်းတွေအဆမတန်မြင့်တက်လာတဲ့တဲ့နဲ့အတူအမေရိကန်သမ္မတဒေါ်နယ်ထရန့်ပါဝင်ပတ်သက်ချဲလဲနေတယ်လို့ဥရောပလွှတ်တော်ကတန်တရားရှိနေတဲ့ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကအရှုပ်တော်ပုံသတင်းတွေကိုအဓိကထားတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကရင်ပြည်နယ်မြောက်ရီမြို့နယ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်တွေဟာမြေပြင်စစ်ရေးအရအလွန်မင်းအထိနာနေပြီးအခြေအနေအရရဟာလုံးဝပြိုဆင်းနေပြီဖြစ်ပါတယ်ထိုင်းမြန်မာနယ်စပ်တောင်ရင်းမြစ်တစ်လျှောက်မှာရှိတဲ့ဖလူးနဲ့မင်းလက်ပံကျေးရွာတွေဘက်ကိုနေမြေစုံမှုပြန်လည်ရယူနိုင်ဖို့ရည်ရွယ်ချက်နဲ့အင်အားအလုံးရင်းဖြည့်တင်းဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းတွေကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကဇူလိုင်လ9ရက်နေ့ညပိုင်းကစလို့ပြင်းပြင်းထန်ထန်ဖျက်တောက်ခုခံတိုက်ခိုက်ခဲ့ပါတယ်။ညပေါက်အချိန်ထိကြာမြင့်ခဲ့တဲ့ဒီတိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အမြောက်အများအသက်ဆုံးရှုံးခဲ့ရပြီးထိခိုက်ဒဏ်ရာရသူတွေအလွန်များပြားနေတဲ့အတွက်လူနာတွေနဲ့ရုပ်အလောင်းတွေကိုပကတ်တွေနဲ့အသေးအတန်ထမ်းပိုးပြီးနောက်တန်းကိုစုပ်ခွာနေရတယ်လို့မြေပြင်တော်လှန်ရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။လက်လွတ်ဆုံးရှုံးထားတဲ့နယ်စပ်ဒေသတွေကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်အကြမ်းဖက်စစ်ကောင်စီဟာစစ်မှုထမ်းဥပဒေနဲ့တင်းကျပ်ခေါ်ဆောင်လာတဲ့လူသစ်တွေကိုလူသားတိုင်းဖြစ်အဓိကအသုံးပြုပြီးအင်အားထောင်နဲ့ချီကအယူမှုထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ဒါမဲ့လည်းရှေ့တန်းစစ်မျက်နှာပြင်မှာအကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ကုတ်ကဲမှုရန်တရားဟာလုံးဝပျက်စီးနေပြီဖြစ်တဲ့အတွက်ကိုယ့်ဘက်ကတပ်ဖွဲ့ဝင်တွေကိုကိုယ်တိုင်လွှတ်တင်တဲ့ drone တွေနဲ့မှားယွင်းတိုက်ခိုက်မိတဲ့အထိအဖြစ်ဆိုးတွေနဲ့စက်တိုက်ရင်ဆိုင်နေရပါတယ်။ဒီလိုစီးကပ်မဲ့ရန်တရားပြက်ပြားနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကလူသားချင်းစာနာထောက်ထားမှုရရုပ်လောင်းတွေကောက်ယူဖို့အချိန်အနည်းငယ်ပေးထားရတဲ့အထိစစ်ရေးအရအသာစီးရယူထားနိုင်ပါတယ်။မြေပြင်မှာလူလဲခံနေရတဲ့အကြမ်းဖက်စစ်ကောင်စီဟာသူတို့ရဲ့တရုတ်မှန်ထုံးစံအတိုင်းလေကြောင်းကနေပြင်းထန်စွာတိုက်ခိုက်တာတွေလက်နက်ကြီးပစ်ကူပေးတာတွေကိုနေ့စဉ်နဲ့အမျှစက်တိုက်လှုပ်ဆောင်နေတဲ့အတွက်ဒေသခံပြည်သူတွေအနေနဲ့လေကြောင်းအန္တရာယ်ကိုအထူးသတိပြုနေထိုင်ကြဖို့တော်လှန်ရေးအင်အားစုတွေကအသိပေးနှိုးဆော်ထားပါတယ်။တော်လှန်ရေးတပ်ဖွဲ့တွေရဲ့စူးစီးညီညွတ်တဲ့စစ်ရေးဗျူဟာတွေအောက်မှာအကြမ်းဖက်စစ်ကောင်စီရဲ့လူလိုင်းစစ်စင်ရေးဟာအတုံးယုံကြရှုံးနေပြီဖြစ်ပါတယ်။ဆက်လက်ပြီးရှမ်းပြည်နယ်တောင်ပိုင်းဖေကုံမြို့နယ်နဲ့ကယားပြည်နယ်အစက်ကမိုးပြဲမြို့နယ်အခြေအနေတွေကိုကြည့်ရရင်လည်းအကြမ်းဖက်စစ်ကောင်စီတပ်တွေဟာအကြီးအကျယ်ကြရှုံးမှုတွေနဲ့နေ့စဉ်ရင်ဆိုင်နေရပါတယ်။မိုးပြဲမြို့လွယ်ရင်းမင်္ဂလာကျေးရွာဘက်ကိုနယ်မြေကျူးကျော်စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကဇူလိုင်လ6ရက်နေ့ကနေ10ရက်နေ့ထိပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်ခဲ့ပါတယ်။နေ့စဉ်ရက်ဆက်ပြင်းထန်စွာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကအများအပြားအသက်ဆုံးရှုံးခဲ့ပြီးတပ်တွင်းအုံပြုတဲ့ဆက်သွယ်ရေးစကားပြောစက်တွေနဲ့လက်နက်ခဲယမ်းအမြောက်များကိုပါတော်လှန်ရေးတပ်ဖွဲ့တွေကတင်စီရမိခဲ့ပါတယ်။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီအုံပြုနေတဲ့ကင်းထောက် drone တစ်စီးကိုပါပစ်ချတင်စီနိုင်ခဲ့တယ်လို့မြေပြင်သတင်းတွေရသိရပါတယ်။အကြမ်းဖက်စစ်ကောင်စီဟာမြေပြင်တိုက်ပွဲတွေမှာအရေးနှိမ်လာတဲ့ခါတိုင်းအပြစ်မဲ့ပြည်သူတွေနေထိုင်ရာဒေသတွေကိုရည်ရွယ်ချက်ရှိလေကြောင်းကနေအကြမ်းဖက်တိုက်ခိုက်လေရှိပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းဒီမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာရှိတဲ့စစ်ဘေးရှောင်ပြည်သူတွေခိုလုံနေတဲ့စခန်းတစ်ခုကိုအကြမ်းဖက်စစ်ကောင်စီတပ်ကအသေးခံ drone တွေအုံပြုပြီးရက်ဆက်ဆက်လာရောက်တိုက်ခိုက်ခဲ့ပါတယ်။ကံကောင်းထောက်မစွာနဲ့ပြည်သူတွေထိခိုက်မှုမရှိခဲ့ပေမဲ့ဒါဟာအကြမ်းဖက်စစ်ကောင်စီရဲ့လူမဆန်တဲ့ရုပ်မာတဲ့လုပ်ရက်တွေကိုထင်ထင်ရှားရှားတက်တည်ပြနေတာပဲဖြစ်ပါတယ်။မိုးပြဲမျိုးတွေမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာနေ့စဉ်နဲ့မျှထိခိုက်ကြဆုံးမှုတွေအလွန်များပြားနေတဲ့အတွက်အနီးနားပင်လောင်းဖေခုံဘက်ကတပ်ရင်းတွေနဲ့လိုက်ကောအခြေစိုက်တပ်ရင်းတွေစီကနေအင်အားဖြည့်တင်းတာတွေလေကြောင်းပစ်ကူတောင်းခံတာတွေကိုအသေးအတန်လှုပ်ဆောင်နေရပါတယ်။ဒီလိုမြေပြင်စစ်ရေးနယ်ပယ်အသီးသီးမှာအဖက်ဖက်ကအရေးနှိမ့်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်တွင်းမှာစိတ်ဓာတ်ရေးရာပြိုလဲမှုတွေဟာအဆမတန်မြင့်တက်နေပြီးလက်နက်ချအလင်းဝင်မှုတွေဟာနေ့စဉ်နဲ့အမျှဆိုသလိုအရှိန်အဟုန်ပြင်းစွာဖြစ်ပေါ်နေပါတယ်။စကိုင်းတိုင်းဖောင်းပြင်မြို့နယ်မှာဆိုရင်အကြမ်းဖက်စစ်ကောင်စီတပ်ကတပ်ကြပ်ကြီးအဆင့်ရှိသူတို့အပါအဝင်တပ်ဖွဲ့ဝင်၄ဦးဟာရှေ့တန်းစစ်မျက်နှာပြင်ကနေထွက်ပြေးလာပြီးမော်လိုက်ခရိုင်အမှတ်3တပ်ရင်းစီကိုကိုယ်တိုင်လက်နက်ချအလင်းဝင်ရောက်လာခဲ့ပါတယ်။သူတို့ရဲ့ရင်ဖွင့်ထွက်ဆိုချက်တွေအရအကြမ်းဖက်စစ်ကောင်စီတပ်တွင်းမှာအထက်အရာရှိတွေရဲ့လွန်ခဲ့တဲ့ဖိနှိပ်ချုပ်ချယ်မှုတွေမတရားခိုင်းစေမှုတွေနဲ့အသက်အန္တရာယ်ချင်းချောက်မှုတွေကိုနေ့စဉ်ခံစားနေရတယ်လို့သိရပါတယ်။မိဘဆွေမျိုးတွေကျန်းမာရေးမကောင်းလို့အသက်ဆုံးရှုံးသွားရင်တော့နောက်တန်းကိုပြန်ခွင့်မပေးဘဲအတင်းကျပ်စစ်တိုက်ခိုင်းနေတာဖြစ်ပါတယ်။ပြည်သူ့ဘက်ကိုပူးပေါင်းရင်အသက်အန္တရာယ်ပြုမယ်ဆိုပြီးအမြဲတစေချင်းချောက်ခံနေရပေမဲ့လည်းလွတ်မြောက်လိုတဲ့တပ်ဖွဲ့ဝင်တွေဟာနီလန်းရှာပြီးထွက်ပြေးနေကြတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းရခိုင်ပြည်နယ်အတွင်းကတိုက်ပွဲတွေမှာအကြမ်းဖက်စစ်ကောင်စီတပ်ဟာအရှက်တကွဲအရေးနှိမ့်နေပြီးအရာရှိတွေပါဝင်တပ်ဖွဲ့ဝင်119ဦးတိတိအာရခတပ်တော်စီမှာစစ်ကြောင်းတစ်ခုလုံးအစုလိုက်အပြုံလိုက်လက်နက်ချခဲ့ကြပါတယ်။2020ကျောက်ခုနှစ်ဇွန်လတလထဲမှာတင်နိုင်ငံတော်အလင်းဝင်ရောက်သူနဲ့စစ်တုံးပန်းအဖြစ်ဖမ်းဆီးထိန်းသိမ်းခံရသူစုစုပေါင်း125ဦးအထိရှိခဲ့ပါတယ်။2025ခုနှစ်ဇန်နဝါရီလကနေ2026ခုနှစ်ဇွန်လအထိဆိုရင်လက်နက်ချသူနဲ့စစ်တုံးပန်းစုစုပေါင်း6988ဦးအထိရှိနေပြီဖြစ်ပါတယ်။ဒါဟာအကြမ်းဖက်စစ်ကောင်စီရဲ့အုပ်ချုပ်မှုရန်တရားနဲ့စစ်ရေးရန်တရားကြီးတစ်ခုလုံးအုံမြစ်ကစပြီးလုံးဝပြိုကျပျက်စီးနေပြီဆိုတာကိုထင်ရှားစွာတက်တည်ပြနေတာပဲဖြစ်ပါတယ်။အောက်ခြေကတပ်ဖွဲ့ဝင်တွေနဲ့အပြစ်မဲ့ပြည်သူတွေနေ့စဉ်နဲ့အမျှမြေပြင်မှာအသက်ခံဆွန့်လွတ်နေရချိန်မှာအကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်တွေနဲ့သူတို့ရဲ့မိသားစုဝင်တွေကတော့နိုင်ငံတော်ရဲ့ဗန်နာငွေတွေကိုအလွဲသုံးစားလုပ်ပြီးကိုကျိုးရှာစီးပွားရေးလုပ်ငန်းတွေကိုအကြီးအကျယ်တိုးချဲ့လုပ်ကိုင်နေကြပါတယ်။အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ရဲ့တမိဖြစ်သူခင်သီရိတက်မွန်နဲ့ခရိုနီစီးပွားရေးသမားနိုင်ဖြိုးကျော်တို့ဟာတရုတ်နိုင်ငံကလက်မော်တာကုမ္ပဏီနဲ့ပူးပေါင်းပြီးမြန်မာနိုင်ငံတွင်းမှာလျှက်စစ်ကားတွေကိုအစားဆုံးထုတ်လုပ်မဲ့အေယာမစက်ရုံကြီးတစ်ခုကိုတိစောက်ဖို့စီစဉ်ပြင်ဆင်မင်းအောင်လှိုင်ကိုယ်တိုင်တရုတ်နိုင်ငံကိုတွားရောက်ခဲ့တဲ့ခီးစဉ်အတွင်းမှာဒီလျှက်စစ်ကားစက်ရုံကိုအထူးတလဲတွားရောက်လေ့လာခဲ့ပြီးနောက်မြန်မာနိုင်ငံတွင်းမှာပြည်ပကလျှက်စစ်ကားတင်သွင်းတာတွေကိုရပ်ဆိုင်းပြီးသူတို့ရဲ့မိသားစုစီးပွားရေးလုပ်ငန်းကနေပဲအစအဆုံးအလုံးစုံတက်ဆင်ထုတ်လုပ်ဖို့အမိန့်ပေးညွှန်ကြားခဲ့တာဖြစ်ပါတယ်။
ဒီလောက်ရဟာနိုင်ငံရဲ့စီးပွားရေးကိုသူတို့မိသားစုတစုတည်းကလက်ဝါးကြီးအုပ်ချုပ်ကင်မှုစ조사နေတာဖြစ်ပြီးပြည်သူတွေရဲ့တောကမျက်ရည်တွေပေါ်မှာမတရားစီးပွားရှာနေတဲ့အတ္တဆန်တဲ့လောက်ရပဲဖြစ်ပါတယ်နိုင်ငံသားငွေရှားပါမှုကိုအကြောင်းပြပြီးအခြေခံပြည်သူတွေအတွက်မရှိမဖြစ်လိုအပ်တဲ့စားတောက်ကုန်တွေစီးပွားတွေတင်သွင်းမှုကိုတင်းတင်းကြပ်ကြပ်ကန့်သတ်နေပေမဲ့သူတို့မိသားစုရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ဓာတ်အားသွင်းစခန်းလုပ်ပိုင်ခွင့်တွေအတွက်တော့နိုင်ငံတော်ဗဏ္ဍာငွေတွေကိုလိုသလိုထုတ်ယူသုံးစွဲနေတာကိုအထင်ရှားမြင်တွေ့နေရပါတယ်အကြမ်းဖက်စစ်ကောင်စီရဲ့ဒီလိုကိုကြိုးရှာမှုဝါဒတွေနဲ့အလွယ်လွယ်ချော်ချော်စီမံခန့်ခွဲမှုတွေရဲ့စိုးကျိုးကိုတော့မြေပြင်ကအခြေခံလူဒန်းစားပြည်သူတွေကပဲနေ့စဉ်အလူးလဲခံစားနေကြရပါတယ်တွင်းကုန်ကန့်သက်ရှော့ချတဲ့အဓိပ္ပာယ်မဲ့မူဝါဒတွေကြောင့်ရန်ကုန်မန္တလေးအပါအဝင်နိုင်ငံတော်ကမြို့ကြီးတွေမှာစားအုံးစီပြက်လက်မှုတွေအကြီးကျယ်စတင်ဖြစ်ပေါ်နေပြီးပြင်ပဈေးကွက်မှာစားအုံးစီတပိတ်တာကိုငွေကျပ်2000နီးပါးထိအစမတန်ဈေးနှုန်းမြင့်တက်လာအကြမ်းဖက်စစ်ကောင်စီဟာပြည်တွင်းမှာနိုင်ငံသားငွေပြက်လက်နေတာကိုအကြောင်းပြပြီးစားအုံးစီတင်သွင်းခွင့်ပမာဏကိုအနည်းဆုံး30%ထိတိတိတတ်တာရှော့ချပစ်ခဲ့ပါတယ်။ဒါ့အပြင်တင်သွင်းခွင့်လိုင်စင်တွေနဲ့အမေရိကန်ဒေါ်လာခွဲဝေချထားပေးမှုကိုလည်းတင်းတင်းကြပ်ကြပ်ထိန်းချုပ်လိုက်တဲ့အတွက်ဈေးကွက်အတွင်းမှာကုန်စည်စည်းစိမ်မှုလုံးဝရပ်တန့်သွားမှတဲ့ဆိုးရွားနေပါတယ်။ဒီလိုအခြေအနေတွေကြောင့်ကုန်သည်တွေကလည်းနောက်ပိုင်းပစ္စည်းပြတ်သွားမှစိုးရိမ်ပြီးလက်ကျန်စီတွေကိုတူလောင်ထိန်းထားကြတဲ့အတွက်ပြည်သူတွေအနေနဲ့ငွေရှိရင်တောင်အလွယ်တကူဝယ်ယူလို့မရတဲ့အခြေအနေဆိုးကိုရင်ဆိုင်နေရပါတယ်။ရက်ွက်တွေထဲမှာခွဲတန်းနဲ့ရောင်းချပေးနေတဲ့စီတွေကိုလည်းအကြမ်းဖက်စစ်ကောင်စီက90%ထိရှော့ချလိုက်တဲ့အတွက်အခြေခံပြည်သူတွေရဲ့နေ့စဉ်စားဝတ်နေရေးဟာအလွန်ကိုကြက်တဲခက်ခဲလာနေပါတယ်။ပြည်သူတွေရဲ့လိုအပ်ချက်ကိုလစ်လျူရှုပြီးဖနှက်မတော်လို့ခြေဖနှောက်ကိုလှိဖြတ်ပစ်တဲ့အကြမ်းဖက်စစ်ကောင်စီရဲ့လုပ်ရက်တွေဟာတိုင်းပြည်စီးပွားရေးကိုအချောက်ကမ်းပါတဲ့တွန်းချနေတာပဲဖြစ်ပါတယ်။စီးပွားရေးကြက်တဲမှုဒဏ်တွေအပြင်ပြည်သူတွေဟာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့လက်အောက်ခံအုပ်ချုပ်ရေးမှုတွေရဲ့နေ့စဉ်နှိပ်စက်ကလူပြုမှုတွေကိုလည်းခါးသီးစွာခံစားနေကြရပါတယ်။ AR တိုင်းမော်လမြိုင်ကျွန်းမြို့နယ်မှာဆိုရင်ကြေးရွာအုပ်ချုပ်ရေးမှုဖြစ်သူဟာပြည်သူတွေစီကနေစစ်မှုထမ်းကိစ္စကိုအကြောင်းပြပြီးငွေကြေးအမြောက်များကိုအတ္တမတောင်းခံရယူနေပါတယ်။အသက်အရွယ်မပြည့်သေးတဲ့လူငယ်တွေနဲ့စစ်မှုထမ်းဖို့အကျုံးဝင်တဲ့ပြည်သူတွေစီကနေတစ်လကိုငွေကျပ်4000ကနေ1000ထိအတင်းကျပ်ကောက်ခံနေပြီးဒီလိုငွေပေးထားတဲ့ကြားကပဲအပြစ်မဲ့လူငယ်တွေကိုညအချိန်မတော်ဧည့်စင်းစစ်မဲဆိုပြီးအကြောင်းပြခေါ်ထုတ်ကအတင်းကျပ်စစ်သားအဖြစ်ခေါ်ဆောင်စုဆောင်းတာတွေပြုလုပ်နေပါတယ်။အလားတူပဲရန်ကုန်မြို့တမိုင်းလမ်းစုံမှာလုံခြုံရေးဘဏ်ကအခိုင်အမာစောက်လုပ်ယူထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလမ်းသွားလမ်းလာပြည်သူတွေကိုအကြောင်းမဲ့တားဆီးစစ်ဆေးပြီးဖုန်းတွေကိုယူငင်စစ်ဆေးတာငွေကြေးတောင်းခံတာတွေနေ့စဉ်ပြုလုပ်နေပါတယ်။အကြောင်းပြချက်မရှိဘဲငွေကျပ်9000အထိအဓမ္မတောင်းခံပြီးငွေမပေးတဲ့ပြည်သူတွေကိုကိုထိလက်ရောက်ကျူးလွန်တာတွေပြုလုပ်နေတဲ့အပြင်လမ်းသွားလမ်းလာအမျိုးသမီးငယ်တွေကိုပါလိမ်မိုင်းဆိုင်ရာထိပါနှောက်ယှက်မှုတွေရိုင်းရိုင်းဆိုင်ဆိုင်ကျူးလွန်နေကြတယ်လို့ကိုယ်တိုင်ကြုံတွေ့ရသူတွေကယင်ဖွင့်ပြောဆိုထားပါတယ်။ဒါဟာအကြမ်းဖက်စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေဟာပြည်သူကိုကာကွယ်ဖို့မဟုတ်ဘဲစီကံမဲ့ဓမြကိုင်းတပွဲအောက်တန်းကျကျကျင့်ကြံနေပြီဆိုတာကိုအထင်ရှားပြသနေပါတယ်။ဒီလိုပြည်သူတွေပေါ်နှီးမျိုးစုံနဲ့အနိုင်ကျင့်ဗိုလ်ကျနေတဲ့အကြမ်းဖက်စစ်ကောင်စီကိုအသက်ဆက်ပေးနေတဲ့ပြည်တွင်းကခရိုနီစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ရုပ်မာတဲ့လုပ်ရက်တွေကိုလည်းနိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့တွေကထောက်ထားခိုင်ခိုင်လုံလုံနဲ့ဖော်ထုတ်လာကြပါတယ်။နိုင်ငံတကာကနေအကြမ်းဖက်စစ်ကောင်စီအပေါ်စီးပွားရေးတန်ခတ်ပိတ်ဆို့မှုတွေပြင်းပြင်းထန်ထန်ချမှတ်ထားပေမဲ့ပြည်တွင်းကနာမည်ကြီးကုမ္ပဏီတွေဖြစ်တဲ့မြတ်မြတာမော်အုပ်စုဟေဒင်ကုမ္ပဏီနဲ့ရွှေပြိုင်းဖြူကုမ္ပဏီတို့ဟာအကြမ်းဖက်စစ်ကောင်စီအတွက်လိုအပ်နေတဲ့လေယာဉ်စီတွေကိုပုံစံမျိုးစုံနဲ့လှည့်စားခိုးဝှက်တင်သွင်းပေးနေတယ်လို့နိုင်ငံတကာစုံစမ်းရေးအဖွဲ့တစ်ခုကအတိအကျဖော်ထုတ်ရေးသားလိုက်ပါတယ်။2026ခုနှစ်ဇွန်လအတွင်းမှာတင်တင်မော်တီနီယာပြသတဲ့စနစ်တွေကိုအကွက်ကြကြလိန်လည်ပိတ်ထားပြီးအကြမ်းဖက်စစ်ကောင်စီအတွက်လေယာဉ်စီတွေတိတ်တဆိတ်လာရောက်ချပေးသွားတဲ့နိုင်ငံတကာတင်မော်တွေရှိနေတယ်လို့ဆိုပါတယ်။မြေပြင်တိုက်ပွဲတွေမှာအကြီးကျယ်အဆက်တကွဲရှုံးနေတဲ့အကြမ်းဖက်စစ်ကောင်စီဟာပြည်သူတွေကိုဒုက္ခပေးဖို့လေကြောင်းတိုက်ခိုက်မှုတွေကိုသာအတိအကအားထားနေရတာဖြစ်ပြီးဒီလိုခရိုနီတွေရဲ့အကူအညီနဲ့လေယာဉ်စီတွေဆက်လက်ရရှိနေသည်ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေဟာနေ့စဉ်နဲ့မျှချင်းချောက်ခံနေရအောင်မှာဖြစ်ပါတယ်။အဲ့လိုတရားမဝင်တင်သွင်းလာတဲ့လေယာဉ်စီတွေကိုအသုံးပြုပြီးအကြမ်းဖက်စစ်ကောင်စီဟာအပြစ်မဲ့ပြည်သူတွေပေါ်ရရဆက်ဆက်လေကြောင်းကနေတိုက်ခိုက်မှုတွေနေ့စဉ်ဆက်တိုက်ပြုလုပ်နေပါတယ်။ရခိုင်ပြည်နယ်ကွာမြို့နယ်အတွင်းမှာဆိုရင်အကြမ်းဖက်စစ်ကောင်စီရဲ့စစ်တင်မောတွေကနေပြည်သူတွေနေထိုင်ရာရပ်ကွက်တွေကိုလက်နက်ကြီးတွေနဲ့အကြိမ်80ကျော်ရန်တမ်းပစ်ခတ်ခဲ့တဲ့အတွက်အပြစ်မဲ့ရတာပြည်သူ6ဦးအပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအများပြားလဲကြေမွပျက်စီးခဲ့ရပါတယ်။ဒါဟာစစ်ရေးပြတ်မှတ်လုံးဝမဟုတ်တဲ့ရတာပြည်သူတွေကိုရည်ရွယ်ချက်ရှိအညှို့တကြီးအသက်အန္တရာယ်ပြုနေတာပဲဖြစ်ပါတယ်။တနင်္လာရီတိုင်းပလောမြို့နယ်ကင်းနီကျွန်းကျေးရွာကိုလည်းအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေပြင်းထန်စွာလာရောက်တိုက်ခိုက်ခဲ့တယ်လို့မကွေးတိုင်းမြိုင်မြို့နယ်အတွင်းကတင်သာကျေးရွာအနီးကိုလည်းလေကြောင်းတိုက်ခိုက်မှုတွေထပ်မံပြုလုပ်ခဲ့တဲ့အတွက်ပြည်သူတွေအများပြားထိခိုက်ဒဏ်ရာရရှိမြေပြင်မှာအရေးနေလေးလေးပြည်သူတွေပေါ်ပုံမရက်ဆက်လေးလေးဖြစ်နေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့လုပ်ရက်တွေဟာလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ကြီးလေးတဲ့ရာဇဝတ်မှုတွေကိုပြောင်းပြောင်းတင်းတင်းဆက်လက်ကျူးလွန်နေတာပဲဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့တရားမဝင်ငွေကြေးကန့်သက်ချုပ်ကိုင်မှုတွေနဲ့ဖိနှိပ်မှုတွေအောက်ကနေလွတ်ကင်းစွာရုံထွက်နိုင်ဖို့အမျိုးသားညီညွတ်ရေးအစိုးရကဖန်တီးပေးထားတဲ့ digital ငွေပေးချေမှုစနစ်ဟာဆိုရင်အခုခါမှာအောင်မြင်စွာလက်ပတ်နိုင်ခဲ့တာ၄နှစ်ပြည့်မြောက်သွားပြီဖြစ်ပါတယ်။ဒီစနစ်ကိုယုံကြည်စွာအသုံးပြုသူအရေးအတွက်ဟာ4000ကျော်အထိအခိုင်အမာရှိလာပြီဖြစ်ပြီးငွေပေးငွေယူလက်ပတ်မှုစုစုပေါင်းတန်ဖိုးဟာကျပ်3.39 trillion ထိစံချိန်တင်ရောက်ရှိလာပြီဖြစ်တယ်လို့ဝန်ကြီးဌာနကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံဘဏ်တွေကိုလုံးဝအားကိုးစရာမလိုပဲလွတ်လပ်ပြီးလုံခြုံစိတ်ချရတဲ့တော်လှန်ရေးငွေကြေးစနစ်တစ်ခုကိုအုံမြင့်ချတိစောက်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါပြင်မကြသေးမီကမှအမေရိကန်ဒေါ်လာနဲ့တိုက်ရိုက်လဲလှယ်အသုံးပြုနိုင်တဲ့စနစ်ကိုပါအောင်မြင်စွာထည့်သွင်းနိုင်ခဲ့တဲ့အတွက်တော်လှန်ရေးကာလအတွင်းပြည်သူတွေရဲ့ဗန်နာရေးလုံခြုံမှုကိုအထူးကာကွယ်ပေးနိုင်ခဲ့ပါတယ်။ဒီကနေတဆင့်အမေရိကန်ဒေါ်လာ8တန်းခန့်အထိငွေပေးငွေယူပြုလုပ်ထားပြီးဖြစ်ပါတယ်။ဒီလိုတမိုင်းဝင်အောင်မြင်မှုဟာပြည်သူလူထုရဲ့အခိုင်အမာယုံကြည်ထောက်ခံမှုကြောင့်သာရရှိလာတာဖြစ်ပြီးရှေ့ဆက်ပြီးတော့လည်းအကြမ်းဖက်စစ်အုပ်စုရဲ့ငွေကြေးရန်တရားကိုအပြီးတိုင်အစားထိုးဖြိုခွဲနိုင်ဖို့အားလုံးအတူတကွပူးပေါင်းစ조사သွားကြမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူတွေကတိုက်တွန်းပြောဆိုထားပါတယ်။
ဒီလိုပြည်တွင်းမှာအကြမ်းဖက်စစ်ကောင်စီကပြည်သူတွေပေါ်နေ့စဉ်လူမဆန်စွာရက်ဆက်ရုံမှမှုတွေကျူးလွန်နေတာကိုနိုင်ငံတကာအတိုင်းဝိုင်းကထိထိရောက်ရောက်အရေးယူပေးဖို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းကကုလသမဂ္ဂအထွေထွေညီလာခံမှာပြက်ပြက်သားသားတောင်းဆိုလိုက်ပါတယ်။အကြမ်းဖက်စစ်ကောင်စီဟာတရားမဝင်အာဏာသိမ်းပြီးအချိန်ကစလို့အပြစ်မဲ့ပြည်သူ8100ကျော်ကိုမတရားအသက်အန္တရာယ်ပြုခဲ့ပြီးပြည်သူ3.9တန်းကျော်ကိုအိုးမဲ့အိမ်မဲ့ဒုက္ခတွေဖြစ်စေခဲ့ပါတယ်။ဒီလိုဆိုးရွားလာတဲ့သွေးထွက်တန်ယိုအခြေအနေတွေမှာကုလသမဂ္ဂအနေနဲ့ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိမှုလို့ခေါ်တဲ့အစီအစဉ်ကိုနှောင့်နှေးကြံ့ကြာမှုမရှိဘဲချက်ချင်းလက်ငင်းအကောင့်ထဲပေါ်ရမယ့်အချိန်ရောက်နေပြီလို့တာမတ်ကြီးကအလေးနဲ့ပြောကြားခဲ့ပါတယ်။အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်နဲ့အပေါင်းပါတွေကိုအပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးမှာတရားစွဲဆိုအပြစ်ပေးနိုင်ဖို့အတွက်နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့လုံခြုံရေးကောင်စီကနေတဆင့်ပြင်းထန်တဲ့အရေးယူဆောင်ရွက်မှုတွေပြုလုပ်ဖို့အချိန်မီလိုအပ်နေပြီဖြစ်ကြောင်းကိုလည်းကမ္ဘာခေါင်းဆောင်တွေကိုတတိပေးတိုက်တွန်းခဲ့ပါတယ်။အာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်ဟာလည်းမြေပြင်အခြေအနေတွေအရလုံးဝအလုံးမဖြစ်တော့ဘူးဆိုတာကိုထင်ရှားစွာသက်သေပြနေပြီဖြစ်လို့ထိရောက်တဲ့လက်နက်ပိတ်ဆို့မှုတွေကိုပါအမြန်ဆုံးချမှတ်ဖို့တာမတ်ကြီးကထောက်ပြသွားခဲ့ပါတယ်။အခြားတစ်ဖက်မှာလည်းနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ပါဝင်မတရားဖမ်းဆီးထိန်းသိမ်းခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးချွင်းချက်မရှိချက်ချင်းလွတ်မြောက်ရေးအတွက်ပြင်သစ်နိုင်ငံကအစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ပြင်သစ်သမ္မတမက်ခရွန်ကအခိုင်အမာအာမခံကတိပြုလိုက်ပါတယ်။ပြင်သစ်သမ္မတဟာဒေါအောင်ဆန်းစုကြည်ရဲ့တားငယ်ဖြစ်သူကင်အဲရစ်စီကိုတိုက်ရိုက်ပေးပို့တဲ့တဝန်လွှာထဲမှာဒီဂရိကဝတ်ကိုထည့်သွင်းရေးသားထားတာဖြစ်ပြီးဒီစာကိုဇူလိုင်လ9ရက်နေ့မှာလူသိရှင်ကြားတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ပြင်သစ်နိုင်ငံအနေနဲ့အာဆီယံထူးကိုယ်စားလှယ်နဲ့ဒေါအောင်ဆန်းစုကြည်တို့တွေ့ဆုံခွင့်ရရှိရေးအတွက်ထိုင်းဝန်ကြီးချုပ်နဲ့လည်းပါရီမြို့မှာအလေးနဲ့ထားဆွေးနွေးတိုင်ပင်ခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။မြန်မာအရေးပြည်လည်ဖို့အတွက်အားလုံးပါဝင်နိုင်တဲ့နိုင်ငံရေးအဆွေးနွေးအဖြေရှာမယ်ဆိုရင်ဒေါအောင်ဆန်းစုကြည်ကိုအရင်ဆုံးလွှတ်ပေးရမှာဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီအနေနဲ့နိုင်ငံရေးအကျဉ်းသားတွေရဲ့ကျန်းမာရေးစောင့်ရှောက်ခွင့်အပါအဝင်အခြေခံခွင့်ရတွေကိုပြည့်ပြည့်ဝဝလေးစားလိုက်နာဖို့လိုအပ်ကြောင်းပြင်သစ်သမ္မတကပြင်းပြင်းထန်ထန်တတိပေးတောင်းဆိုထားပါတယ်။ဒီလိုဥရောပအင်အားကြီးနိုင်ငံတစ်ခုကမြန်မာပြည်သူတွေဘက်ကနေခိုင်ခိုင်မာမာရပ်တည်ပေးနေတာဟာຫນွေဥတော်လှန်ရေးအတွက်ကြီးမားတဲ့နိုင်ငံရေးအင်အား